sneaker စီးရကြိုက်ဆိုရမယ်ဒီ sneaker နေအောင်ခုထိအတူတူလို့ပဲထင်နေတော့မလားအားလုံးပဲမင်္ဂလာပါ Champ the Creator Page ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီ sneaker နေအောင်အတူတူလို့ပဲထင်မှားတတ်တဲ့သူတွေအတွက်ရှင်းပြပေးပါမယ်ဆိုတော့ဒီ sneaker နေကဒီတိုင်းကြည့်လိုက်ရင်တော့အတူတူပါပဲဒါပေမဲ့တို့မှာမတူတာလေးရှိပါတယ်တို့နှစ်ခုရဲ့ကွာခြားချက်ကဘာဖြစ်မလဲဘယ်သူက best sneaker ကိုရွေးချယ်တင်လဲဈေးနှုန်းကရောဘယ်လောက်ထိရှိနေမလဲဆိုတော့ဒီဗီဒီယိုလေးမှာပြောပြပေးတော့မယ်ပထမဆုံးအခေါ်အဝေါ်လေးနဲ့စလိုက်မယ်ဒီကောင်ကတော့ normal Chuck Taylor Convert All Star လို့လူသိများပြီးတော့ဒီကောင်ကတော့ Chuck 70လို့လူသိများပါတယ်သူတို့နှစ်ခုကဘာကွာခြားလဲဆိုရင်နံပါတ်1အနေနဲ့ shape အနေနဲ့ဆိုရင်တော့ Chuck 70မှာဆိုရင် back heel လေးကနည်းနည်းလေးအဖြောင်းဘက်ကိုသွားပြီးတော့ normal Chuck Taylor ကတော့အလယ်နားလေးမှာနည်းနည်းကွေးသွားတော့မြင်ရမှာပါနံပါတ်2အနေနဲ့ကတော့ချုပ်ရိုးလိုက်မှာတွေ့တဲ့အတိုင်းပဲ Chuck 70ရဲ့ back heel လေးမှာတော့ချုပ်ရိုးကအဖြူအောင်လေးနဲ့ထင်းနေအောင်ဆွဲထားပြီးတော့ normal Chuck Taylor မှာဆိုရင်တော့ချုပ်ရိုးအမဲနဲ့မမြင်ရပါဘူးနောက်တစ်ခုကတော့ Chuck 70မှာအောက်မှာတစ်လိုင်းဆွဲထားပြီးတော့normal Chuck Taylor မှာတော့အောက်မှာတစ်လိုင်းမပါပါဘူးနံပါတ်3အနေနဲ့ရော label တွေပါ Chuck 70မှာဆိုရင်တော့ star logo ကအဖြူအမဲဖြစ်ပြီးတော့ normal Chuck Taylor မှာဆိုရင်တော့ဖြူရဲ့နီးရဲ့အပြားရဲ့ဆက်ထားတာကိုတွေ့ရမှာပါပြီးတော့ Chuck 70ရဲ့ back heel logo ကမဲနဲ့လောက်ထားပြီးတော့ normal Chuck Taylor ရဲ့ back heel ကတော့အဖြူနဲ့လောက်ထားအောင်မြင်ရမှာပါနံပါတ်4အနေနဲ့ဆိုရင်တော့ material တွေပါဒီ sneaker နေကတုံးထားရဲ့ material တွေကလည်းမတူပါဘူး Chuck 70မှာဆိုရင်တော့တိတိတတ်တာမတူညီတာအောက်ဆိုးပဲဖြစ်ပါတယ် Chuck 70ရဲ့အောက်ဆိုးက normal Chuck Taylor နဲ့မတူဘဲနဲ့တိတိတတ်တာကိုထူနေပြီးတော့အဝိုင်အောင်ဘက်ကိုနည်းနည်းလေးတန်းနေတာကိုမြင်ရမှာပါ insole မှာဆိုရင်လည်း normal Chuck Taylor မှာဘာမှမပါပါပဲChuck 70မှာဆိုရင်တော့ဒီ insole တရေပြားအထူကြီးကိုမြင်ရမှာဖြစ်ပါတယ်သုံးထားတဲ့ canvas အသားမှာဆိုရင်လည်း Chuck 70ကနည်းငယ်ပိုထူပြီးတော့ပိုကျန်းပါတယ် normal Chuck Taylor ကတော့ထူကြီးမဟုတ်ပေမဲ့ comfort ဖြစ်အောင် လေးလောက်ထားပါတယ်ဒါကတော့ဒီ sneaker နဲ့ရဲ့ကွာခြားချက်တွေပဲဖြစ်ပါတယ်ဒါဆိုဘယ်သူတွေက best sneaker ကိုရွေးချယ်တင်လဲဆိုရင်Chuck 70ကိုတော့ sport လုပ်တဲ့သူတွေ skateboard သမားတွေပို့ပြီးတော့ရွေးချယ်တင်ပါတယ်ဘာလို့ဆိုတော့ Chuck 70ကပို့ပြီးတော့အကျန်းခံပြီးတော့ material လည်းကောင်းကောင်းလေးသုံးထားလို့ပါ normal Chuck Taylor ကိုတော့ daily wear သုံးနေတဲ့သူတွေ comfort ဘိုင်းကိုပို့ကြိုက်တဲ့သူတွေက normal Chuck Taylor ကိုရွေးချယ်တင်ပါတယ် price အရဆိုရင်လည်း Chuck 70ကနည်းနည်းလေးဈေးပိုများပါတယ်ကျွန်တော်ဆိုင်မှာဆိုရင်တော့ Chuck 70က3,200,000ကျမှာဖြစ်ပြီးတော့ normal Chuck Taylor ကတော့2,9,500ပဲဖြစ်ပါတယ်ဒါဆိုကိုကဒီ sneaker နေရဲ့ကွာခြားချက်တွေကိုသိသွားပြီဆိုတော့ဘယ်နေရာမှာအသုံးပြုမယ်ပေါ့မူတည်ပြီးတော့ဘယ် sneaker ကိုရွေးချယ်ရမလဲဆိုတာကိုသိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်